ဟဲ့အရန်ပူပါပဲငါတို့တွေတော့ဝယ်တော့ရအောင်အတုတ်တွေနဲ့ ဟုတ်ကဲ့ပါ အရန်ပူပဲတော့မယ် ဟုတ်ကဲ့အမကြီးဘာလေးရတယ်မသိဘူးရှင် ဟာတင်မော်ဒီကြောင့်ဖြော်ရည်ရရပါတယ်ရှင် တမီးတော့ဘယ်လိုဝယ်စားကြမလဲတကယ်တုံးပွဲပေးလိုက်ပါနော် ဟုတ်ကဲ့ပါ โอเคတမီးကြောင့်ကိုဆက်လေးနဲ့ရှင်ဆက်လေးလုပ်ပြပါနော် ဘယ်လောက်ကြလဲအားလုံးပေါင်း300ပါပဲ 300ပါမယ်နော်ဒီမှာပတ်ဆက်လေးပေါ့ကျွန်တော်တို့ခက်က ပတ်စံလေးရပိုးလေးရ โอเคတမီးကြောင့်လေးလုပ်ပြပါ အမ နော် ရေတုံးပွဲကိုလေတပွဲတည်းနဲ့အဲ့လိုတစ်ခွက်တပတ်ကနန်းနဲ့ထည့်လို့ရ โอเคလုပ်ပြလိုက်ပါနော်အဆင်ပြေပါတယ်နော် ဟုတ်ပြီပါတယ် โอเคအမဘယ်လဲဘယ်နားမှနေရတယ်မသိဘူးနော်ဒီမှာရောက်တာဘယ်နှစ်နှစ်ရှိလဲ ဟမ် ဒီမှာရောက်တာဘယ်နှစ်နှစ်ရှိလဲ ဒီမှာရောင်းတာတော့9နှစ်လောက်တော့ရှိပါပြီ โอเคဘယ်လဲလူတွေလည်းအရင်လာဆိုင်ကြတာနော်ဒီနားလေးမှာ ဟုတ်တယ် ခုတင်မောလေးထောင်းနေရနောက်ဆုံးတက်ဘယ်လိုဖြစ်လဲဆိုတာကြည့်ကြရအောင်နော် I'm so ဒါလေးကတော့စနတုတ်တဲ့ထောင်းရတဲ့ဟာဒီနောက်ဆုံးမှရရအောင်အရင်စားကြည့်တာကောင်းပါနော်ခေါ်တော့ဖြော်ရည်လေးလုပ်ပြပါနော်အမဖြော်ရည်လေးကဘာဖြော်ရည်လေးရတယ်မသိ လေအခုလောလောဆယ်လိမ္မောဖြော်ရည်လေးပဲရအောင်ပါ အိုးဆောင်းကလာတော့စပစ်တီဖြော်ရည်ရရနော်ကုံတော့လားမသိရှင် ဟုတ်တယ်လူတွေကတိုးတော့လေ ဟုတ်တယ်အခုလေလူတွေကတိတယ်အခုလေလူတွေကအရင်များနေတယ်ပြောတယ်နော်အမခုတော့မှဘိုက်စားလာသူခံစားရကြတယ်သူရောနော်မင်းစားကောင်းပါပဲအဖြော်ရည်ကြီးအခုဖြော်ရည်လေးတော့မှဖြစ်ပါနော်ဖြော်ရည်လေးပါနော်ရေးစားကောင်းမကြည့်ပါဦးရေးစားတောင်းရအောင် 那里有嘛？哪里有？ ဟုတ်တယ်တောက်ရအောင်လာခဲ့ပါကြည့်ချီစားပြီးပြီနော်စားပြီးလို့ရှိရင် pizza ကထားကြဒီကောင်မနေရော 啥呢？